အဲ့တော့ဒီနေ့ကကားစီသွားဖြစ်မှာပေါ့နော်ကားစီသွားဖြစ်မယ်ဆိုတော့ကိုကအခြေအနေတွေကတည့်ရတိုင်းပဲလေအဲ့တော့ကားစီသွားဖြစ်မယ်အခြေအနေဘယ်လိုရှိမလဲစီဆိုင်မှာအခြေအနေဘယ်လိုရှိမလဲဆိုတော့တစ်ချက်ကြည့်မယ်လေအဲသူတို့စီဘယ်လောက်ဖိုးလောက်ရောင်းပေးမလဲအပြည့်ဖြည့်လို့ရမလားစီကတော့လက်ချံတော့ရှိသေးတာပေါ့နော်ကတစ်ချက်ကြည့်ကြည့်အောင်နော်အခုကတိုင်ဂီတာကနေသူမနာလန်နဲ့ထွက်ပြီးတော့ရွှေကင်းသာပလန်းမော်တက်မှာပါနော်ရွှေကင်းသာပလန်းမော်တက်မယ်ရွှေကင်းသာပလန်းမော်တက်ပြီးငွေပြိုင်းပြူမှာအရင်တက်ကြည့်လိုက်မယ်ငွေပြိုင်းပြူကတော့အများနဲ့ရောင်းပေးနေရဆိုငွေပြိုင်းပြူတစ်ချက်တက်ကြည့်အောင်ကားတွေဘယ်လောက်များမလဲပေါ့နော်အခုရှေ့မှာဆိုရင်တော့ရောက်တော့မှာငွေပြိုင်းပြူမှာအရင်ကြည့်လိုက်မယ်အခြေအနေမကောင်းရင်နောက်တစ်ဆိုင်ပေါ့နောက်တစ်နေရာပေါ့စိုက်ကယ်တွေကတော့စပြီးတော့တန်းစီနေပြီပေါ့နော်စိုက်ကယ်တွေကတော့တန်းအရှိကြီးပဲစိုက်ကယ်တွေကတော့ကားကတော့ဘယ်လိုလာမလဲတော့မသိကားကတော့ချက်ကြည့်ရမှာပေါ့စိုက်ကယ်တွေတော့တန်းစီနေတာပဲကားကတော့ဒီမှာတန်းစီတာတော့မတွေ့ဘူးကားကတော့ဒီတိုင်းဝင်သွားတာပဲအဲ့တော့ဝင်ကြည့်လိုက်မယ်လေဘယ်တော့ဘူးရောင်းပေးမလဲပေါ့နော်တစ်ချက်ဝင်ကြည့်လိုက်မယ်ကားကတော့တိတ်အများကြီးတန်းစီကြမလို့ဒီမှာငွေပြိုင်းဖြူပေါ့နော်သူကစိုက်ကယ်တွေဆိုရင်တော့တန်းစီရမယ်လေတူတယ်စိုက်ကယ်တွေတော့ဘလို့စိုက်ကယ်တွေပေါ့အဓိကကယ်တွေပေါ့စိုက်ကယ်တွေကိုကြတော့သူဘလို့ပေးလဲတော့မသိဘူးဒါပေမဲ့ကားတွေကတော့တန်းမစီရဘူးကားတွေကတော့သူရောင်းပေးနေတယ်အခုတစ်ခါတန်းဝင်သွားတယ်ပေါ့နော်အခုဒီမှာဝင်ပြီးတော့အရှိမ5-6စီးပဲရှိတယ်ပေါ့နော်အရှိမ5-6စီးပဲရှိတယ်အဲ့တော့သူဘလို့ပေးမလဲတော့မသိဘူးငွေပြိုင်းဖြူမှာပေါ့နော်ကို့နောက်မှာတွေတော့ကားတွေကထက်ရောက်လာပြီတန်းတော့စီနေကြတယ်နည်းနည်းတော့များလာပြီကိုကပဲဂျာဖြတ်လိုက်တာလားဘယ်လိုလဲတော့မသိဘူးဂျာဖြတ်တော့မဟုတ်ပါဘူးကိုလာတော့ကားအသိမရှိဘူးကိုကအထဲတော့ဝင်သွားပြီကိုဘယ်ဘိုးရောက်မလဲတော့မသိဘူးကြည့်လိုက်မယ်လေနော်အခြေအနေပေါ့အခြေအနေလေးတစ်ခုပေါ့သိရအောင်လို့အားလုံးစီဈေးက92က2415 95က2400နဲ့80ဆိုတော့တိတ်တော့အများကြီးမကွာဘူးပေါ့နော်95ကအပြည့်တယ်ပဲနော်စီရလေအပြည့်ဆိုတာဘယ်လောက်ဘိုးရီရလဲပြည့်ဆွဲကြည့်လိုက်မယ်လေကွာဘယ်လောက်ဘိုးရီရောင်းမေးလဲအပြင်ကားတွေဆိုလို့ရှိရင်ရတယ်အပြည့်ဆွဲပြီအပြည့်ရတယ်နော်ဝယ်လို့ရတယ်နော်โอเคအခုဖြည့်ပြီးတော့စီဆိုင်နေပြန်ပါပြီလက်ရှိအချိန်ဒီမှာဓာတ်စီကကားတွေအတွက်တော့အဆင်ပြေနေသေးတယ်လိုတလောက်လည်းဝယ်လို့ရတယ်နောက်ပြီးတော့တန်းစီစရာလည်းမလိုဘူးစီလည်းအလုံးလောက်ရှိသေးတယ်ပေါ့နော်ဒါပေမဲ့အဓိကအဲ့မှာလာပြီးတော့ဆွမ်းနာလို့စိုက်ကယ်ကယ်ရီသမားတွေနော်စိုက်ကယ်နေတဲ့သူတွေတော့အပြင်တက်စီဝယ်တာပေါ့နော်အပြင်တက်စီဝယ်တဲ့သူတွေကတော့တန်းစီရမယ်သူတို့တော့သူကပေါ့နော် limit နဲ့ရောင်းနေတဲ့ထင်ပါတယ်အဲ့လိုတော်တန်းစီရတယ်စိုက်ကယ်ဆိုလဲဆွမ်းတော့ကျွန်တော်ရိုက်ပြတာစိုက်ကယ်ဆိုလဲအများကြီးပဲတန်းစီတယ်ဆိုတော့သူတို့ကတော့တန်းစီရမယ်သူတို့ရဲ့ limit နဲ့ရောင်းပေးတယ်ကိုဒီကားတွေ AC ကားတွေเนาะဒီအပြင်ကားတွေတော့ကတော့ပြောမယ်ကားတွေတော့ကတော့အဆင်ပြေသေးတယ်ဗျာအဲ့တော့မမ don't worry it's okay ဓာတ်စီတော့အဲ့တော့အခုကစီလဲအပြည့်ရသွားပြီစီလဲအပြည့်ဖြည့်ထားတယ်ဘာအခက်ခဲမှမရှိပါဘူးပုံမှန်တိုင်းပါပဲအဲ့တော့အင်ပြန်ပါပြီစီဖြည့်ပြီးတော့တရာ